တင်းချစ်သူများပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့သတင်းလာကနေဒီမှာပြည်သူတွေအတွက်တောင်းလို့ရသတင်းကြောင်းရှင်းရများကိုစတင်မျှဝေပေးတော့ပါခင်ဗျာဒီနေ့မျှဝေပေးခြင်းတဲ့သတင်းကြောင်းရှင်းရလေးကတော့အမေရိကန်နဲ့အစ္စရေးကတစ်ဖက်အီရန်ကတစ်ဖက်ဖြစ်နေတဲ့စစ်ပွဲပါဒီစစ်ပွဲကဘယ်တော့အထိကမ္ဘာကြီးပေါ်မှာဩဇာတရားမှုရှိတဲ့ဆိုရင်ယူကရိန်းနဲ့ရုရှားဖြစ်နေတဲ့စစ်ပွဲသတင်းတောင်မှပဲမဟုတ်ရှိုးကွယ်ပြောက်လူနီးနီးဖြစ်ခဲ့ရပါတယ်အမေရိကန်နဲ့အစ္စရေးနဲ့အီရန်တို့စစ်ဖြစ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဗမာပြည်မှာလည်းငပိတ်အုပ်စုနဲ့ကျွန်တော်တို့မြို့ချစ်အုပ်စုတွေဆက်ပြီးတော့စစ်ဖြစ်နေပါတယ်ငကူကလေးကနှစ်ချမ်းကွဲနေတဲ့ငပိတ်နဲ့ကျွန်တော်တို့မြို့ချစ်အုပ်စုနဲ့အခုအမေရိကန်အစ္စရေးနဲ့အီရန်တို့စစ်ပွဲမှာကျွန်တော်တို့ဗမာပြည်မှာထပ်ပြီးတော့တိုက်ပွဲတွေလေသနက်တိုက်ပွဲတွေပိုပြင်းထန်လာပါတယ်။ငပိတ်တွေကထုံးစံအတိုင်းသူတို့ဘောမနေရတဲ့အမေရိကန်ကြီးကိုနိုင်စေချင်တာပေါ့ဗျာအမေရိကန်ဘက်ကနိုင်တယ်ပေါ့အသာစီးပြောတာပေါ့ကျွန်တော်တို့မျိုးချစ်တွေဘက်ကကြတော့လေကိုယ်နိုင်ငံကိုယ်တိုင်းပြည်ကိုအချုပ်အခြာအာဏာပိုင်စိုးမှုအတွက်ကာကွယ်တဲ့အီရန်ကိုကျွန်တော်တို့ကိုချင်းစားတယ်ပေါ့ဗျာပြီးတော့တခါဒီအစ္စရေးဆိုတာကအများအားစစ်သွေးစားနေတာပေါ့ဗျာအရှိအလဲပိုင်းမှာရှိသမျှစစ်ပွဲတွေကိုသူကပဲဖော်ဆောင်ခဲ့တာပါနောက်ဆုံးဂါဇာအရေးခင်းဟာအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့လူသားချင်းစာနာထောက်ထားမှုကင်းမဲ့ပြီးတော့လူအခွင့်အရေးချိုးဖောက်တဲ့စစ်ပွဲလို့ဆိုရမှာပါလက်နဲ့မရှိတဲ့လက်နဲ့မဲ့ဂါဇာကမ်းမြောင်ဒေသကပါလက်စတိုင်းတွေကိုအစ္စရေးကအနိုင်တာပါအစ္စရေးဒီလိုနိုင်ဖို့အတွက်အနိုင်လိုမင်းတက်ပြုဖို့အတွက်အားပေးအားမြောက်ပြုသူကတော့အမေရိကန်ငပွားကြီးတယောက်တည်းပါပဲအမေရိကန်ငပွားကြီးကကျွန်တော်တို့မြန်မာပြည်ဗမာပြည်အတွက်ကတော့ဘယ်တော့မှကောင်းကျိုးမပေးခဲ့တဲ့တိုင်းပြည်ပါသူရဲ့အကျိုးစီးပွားသူတို့ရဲ့ရည်တည်မှုနဲ့ဆန့်ကျင်သွေးဖီတဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့မူဝါဒတွေပေါ်မှာသူတို့နိုင်လွန်မင်းတက်မပြုတ်ရတဲ့အတွက်ကျွန်တော်တို့မှတ်မိလောက်လူလားမြောက်ပါပြီဆိုကြတဲ့ကူကအမေရိကန်ဟာဗမာပြည်အတွက်ဘယ်တော့မှကောင်းကျိုးမပေးခဲ့ဘူးတဲ့တိုင်းပြည်တစ်ခုပါကျွန်တော်တို့ဗမာပြည်ပေါ်တယ်မကပါဘူးကမ္ဘာမှာရှိသမျှသောတိုင်းပြည်အသီးသီးကအမေရိကန်ရဲ့မူဝါဒတွေနဲ့လမ်းစဉ်တွေနဲ့လိုက်ရောညီတွဲမှုမရှိဘူးမကိုက်ညီဘူးအမေရိကန်ကိုကလန်ကဆန်ပြုလုပ်မယ်ဆိုရင်အမေရိကန်ကအဲ့ဒီတိုင်းပြည်အသီးကိုစီးပွားရေးအရေးယူတန်ခတ်ပိတ်ဆို့တာမှုတွေကုန်သွယ်ရေးဖြတ်တောက်တာမျိုးတွေနောက်တစ်ခါအဲ့နိုင်ငံတွေမှာရှိသမျှသောအကြမ်းဖက်စုပူတောင်းညံ့သူတွေကိုလက်နက်တပ်ဆင်ပေးပြီးပုံကန်ထကြွတာမျိုးတွေဖြစ်အောင်အများအားသွေးတို့မြောက်ပင့်လှုံ့ဆော်ပေးနေတဲ့တိုင်းပြည်ဖြစ်ပါတယ်။ဒါကြောင့်လဲအမေရိကန်ပြည်ထောင်စုကိုတကမ္ဘာလုံးကတို့ကိုငပွားကြီးလို့နာမည်ပေးထားတာပါ။အီရန်ကိုစစ်မဲ့ပြီးဖို့ try အကွက်ချောင်းနေတာအခုမှမဟုတ်ပါဘူး။ try ပထမသက်တမ်းမှာကလေးကပါပထမသမရသက်တမ်းတော့ကတချေအီရန်ကိုစစ်ကြညာခဲ့ပြီးပါတယ်။ဒါပေမဲ့လည်း try ရဲ့အမေရိကန်ကစစ်တေနာပြည်တွေကသမရရဲ့အမိန့်ကိုမလိုက်နာနိုင်ဘူးဆိုလို့အီရန်ကိုစစ်မခင်းလိုက်ရပဲနဲ့ပြက်သွားခဲ့တာပါအဲ့ဒါကိုအခဲမကြေလို့အခုနောက်တကြော့သမရတတမ်းမှာအီရန်ကိုစစ်ပြဖို့ဒုတိယအကြော့ကြိုးစားအားထုတ်ခဲ့တာပါ Finally, China has sent two C-130 aircraft to Iran. China also sent 5 fighter jets with them to protect these aircraft so that no Israeli or American fighter jet could attack them. Inside these C-130 aircraft, China delivered something very important to Iran. Because of this, the United States and Israel have stopped attacking Iran.
Many people were saying that China was not helping Iran. Some people even said that China would never help Iran. But the reality is that China was carefully watching the whole situation and observing everything closely. After watching the situation, China finally decided to send 2 large C-130 aircraft to Iran. These aircraft carried something very important. After this delivery, Israel and the United States stopped their attacks on Iran. Now, many people are surprised and wondering what China actually sent to Iran in those 2 C-130 aircraft. နိုင်ငံရေးတစ်ဖက်တစ်ဖက်စစ်ဖြစ်ကြပြီဆိုရင်တော့ဂျားတွေကတိုင်းလူပြည်သားတွေဟာအိုးပြက်အိမ်ပြက်လူအသက်တွေဆုံးရှုံးတဲ့ဂျားတွေကနေပြီးတော့မြေစာပင်ဖြစ်ခဲ့ကြတာဓမ္မတာပါပဲဒီကောက်စစ်ပွဲမှာအသုံးပြုတဲ့လက်နက်တွေကခင်မီဆန်းပြပြီးတော့အဖြတ်ဆုံးအားကြီးမားလွန်းတာကြောင့်အမေရိကန်ရောအစ္စရေးဘက်မှာရောအီရန်နိုင်ငံတွေမှာပါပျက်စီးဆုံးရှုံးမှုပမာဏတွေကစမတန်တန်ဖိုးကြီးမားလွန်းလာပါလေသက်ဆိုင်ရာတိုင်းပြည်ကောင်းဆောင်တွေရဲ့မာနတွေနဲ့တရားနဲ့တရားစစ်မဲ့ပြုလူရာကြောင့်စစ်ပွဲတွေဖြစ်ပွားကြတဲ့အခါမှာတကယ်တမ်းဓာတ်ရိုက်စစ်ရဲ့အနိဋ္ဌာယစစ်ရဲ့ဆိုးကျိုးတွေကိုခံစားကြရတာကတော့တိုင်းပြည်သားတွေပါပဲဒီအတွက်တိုင်းပြည်သားတွေရဲ့ဆုံးရှုံးမျက်နှာမှုတွေအတွက်ဘယ်တိုင်းပြည်ကောင်းဆောင်ကမှတာဝန်ယူမှုတာဝန်ခံမှုဆိုတာလုံးဝမရှိခဲ့ဘူးပါဘူးအမေရိကန်အစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်တော်စုညာနိုင်ငံတော်အစိုးရအနေနဲ့အလွန်သတိကြီးထားရမယ်ကိစ္စဖြစ်ပါတယ်ဘယ်ဘက်ကမှကျွန်တော်တို့လိုက်ပါလို့မရပါဘူးအီရန်နဲ့ China has sent 2 C-130 aircraft to Iran. China also sent 5 fighter jets with them to protect these aircraft so that no Israeli or American fighter jet could attack them. Inside these C-130 aircraft, China delivered something very important to Iran. Because of this, the United States and Israel have stopped attacking Iran. Many people were saying that China was not helping Iran. Some people even said that China would never help Iran. But the reality is that China was carefully watching the whole situation and observing everything closely. After watching the situation, China finally decided to send 2 large C-130 aircraft to Iran. These aircraft carried something very important. After this delivery, Israel and the United States stopped their attacks on Iran. Now, many people are surprised and wondering what China actually sent to Iran in those 2 C-130 aircraft. Trump